မင်္ဂလာပါ2016ကမ္ဘာဖလားအုပ်စု B ရဲ့လက်ကျန်နှစ်သင်းသုံးသက်ချက်ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နောက်ထပ်တစ်သင်းကတော့အင်ရှင်ကနေဒါပါလက်ရှိ FIFA အဆင့်53မှာရပ်တည်နေတဲ့အင်ရှင်ကနေဒါတို့ဟာဒီပြိုင်ပွဲမှာအုပ်စုကိုကျော်ဖြတ်နိုင်မယ်လို့ယူဆကြပါတယ်ချီရီတိတ်မကွာတဲ့ဘော့စနီးယားနဲ့ဆွစ်ဇာလန်နှစ်သင်းနဲ့ရင်ဆိုင်ရမှာဖြစ်တာကြောင့်အုပ်စုပထမရဖို့ရုန်းကန်ရနိုင်ပေမဲ့အင်ရှင်ဖြစ်တဲ့အပြင်ဥရောပကလပ်တွေမှာကစားနေတဲ့ကစားသမားတွေများတဲ့အတွက်အုပ်စုကတက်နိုင်မယ်လို့တော့သုံးသပ်ရပါတယ်ဘိုင်ယန်မြူနစ်နောက်ခံလူအယ်ဖောင်ဆိုဒေးဗစ်ယူဗန်တက်စ်တိုက်စစ်မှုဂျော်နသန်ဒေးဗစ်တို့ပါဝင်ပြီးခြေစွမ်းကောင်းတဲ့ကစားသမားတွေပါဝင်လို့လူစရင်းစုဖွဲ့မှုရကျေနပ်လောက်တဲ့အနေအထားရှိပါတယ်။ရခင်ကကမ္ဘာဖလားမှာနှစ်ကြိမ်သာပါဝင်ရှင်ပြိုင်ခွင့်ရခဲ့ပြီးတမတ်မှရရှိခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့ယခုကမ္ဘာဖလားမှာတော့အင်ရှင်ဖြစ်တယ်လို့ပရိသတ်အားပေးမှုကိုထည့်တွက်ရင်ကနေဒါအနေနဲ့ပထမဆုံးကမ္ဘာဖလားရမှတ်တွေရရှိပြီးအုပ်စုကတက်နိုင်မယ်လို့မျှော်လင့်ရပါတယ်။အုပ်စုပထမနေရာရဖို့တော့ဆွစ်ဇာလန်ကိုကြော်ဖို့ခက်ခဲနိုင်ပြီးဒုတိယနေရာအတွက်ဘော့စနီးယားနဲ့အဓိကရှင်ပြိုင်ရနိုင်ပါတယ်နောက်ဆုံးအသင်းကတော့ဥရောပမှာနာမည်ရပြီးသားအသင်းတစ်သင်းဖြစ်တဲ့ဆွစ်ဇာလန်ပါဆွစ်ဇာလန်အသင်းရဲ့ဘောလုံးအဆင့်အတန်းဟာအလေအလတ်ထက်ပိုတဲ့အနေအထားတစ်ခုမှရှိပါတယ်လက်ရှိ FIFA အဆင့်19နဲ့ဒီအုပ်စုမှာအမြင့်ဆုံးဖြစ်ပြီးအသင်းကိုတစ်ချိန်ကနာမည်ကျော်ကစားသမားမူရက်ယာကင်ကကင်တွယ်နေပါတယ်နောက်ဆုံးကမ္ဘာဖလား၃ချိန်မှာအုပ်စုအဆင့်ကနေတက်ခဲ့ပြီးသူတို့ရဲ့ကမ္ဘာဖလားစွမ်းဆောင်ရည်ကိုပြသထားပါတယ်ဒီအုပ်စုမှာဘော့စနီးယားနဲ့ကနေဒါထက်အနည်းငယ်တာတဲ့အနေအထားမှာရှိနေပြီးအုပ်စုဖို့ဖြစ်မယ်လို့ထင်ကြေးပေးခံနေတာပါအတင်းတိုက်စစ်မှာအင်ဘူလိုလိုဝါရင်တိုက်စစ်မှုအပြင် Nottingham Forest ကအင်ဒွိုင် Sevilla က Vargas Leeds က Okafor နဲ့မြိုင်းဆိုင်လာပါတယ်။ကိုလေမှာဆိုလေ Chelsea ကစားသမားဟောင်း Zakaria Sunderland ကဝါရင်ကိုလေလူ Saka နောက်တန်းမှာ Inter ကအကန်ကြီးဒေါ်မန်ကိုသမားကိုဘယ်ရူလိုထိတ်တန်းကစားသမားတွေအပါအဝင်တခြားအတွေ့အကြုံရှိပြီးခြေစွမ်းကောင်းတဲ့ဥရောပအခြေစိုက်ကစားသမားတွေပါဝင်ပါတယ်။ကစားသမားစုဖွဲ့မှုရကနေဒါနဲ့ဘော့စနီးယားထက်တာတယ်ဆိုပေမဲ့ခြေစွမ်းမတိမ်မရင်ဖြစ်တာနဲ့အမိသူတို့သုံးသင်းရဲ့အကျိတ်နဲ့ပွဲကောင်းတွေကိုကြည့်ရှုရနိုင်ပါတယ်။အဲ့ဒီနှစ်သင်းထက်ဆိုင်လို့ဆွစ်ဇာလန်ဟာအုပ်စုဖို့ဖြစ်ဖို့ရာဂိုင်နှုန်းများတယ်လို့သုံးသပ်ရင်းနဲ့ဒီသုံးသပ်ချက်ကိုညီကုန်းချိုလိုက်ပါတယ်။အဆုံးထိကြည့်ရှုအားပေးတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်